ဒီနေ့ဒီမှာရွေးချယ်ထားတဲ့ကျမ်းချက်ကတော့အာရုံတည်ပြီးယာတိကျမ်းအခန်းကြီး3အခန်းငယ်7ဖြစ်ပါတယ်ယာတိကျမ်းအခန်းကြီး3အခန်းငယ်7အဲ့မှာဗာရေးထားတယ်ဆိုလို့ရှိရင်ငါဒီအရင်ညာလာတီးတရဖူပဲဒီမှာမယူစီချင်းကရခဲ့ပြီးတော့အရာစိုက်တယ်လို့အားလုံးကိုကြည့်စီတင်တယ်တစ်ခါတည်းမှာပြေဆုံးရတဲ့အတွက်ကြောင့်တတ်တာလို့ကိုယ်နဲ့သက်ဆိုင်တဲ့တုံနောင်းဆောင်များကိုလုပ်တိုင်ပြရရဲ့ဒီနေ့ဒီကွာမတဟာရပြရတယ်ရရှင်တိုင်းဘုန်းကြီးပါစေဒီနေ့ကျွန်တော်တို့ကြံပိုက်ကိုသိရှိပြီးဖြစ်ပါတယ်ငါအရင်ညာလာမယ်တင်ပါရခဲ့တင်ရညငါလာပြီးတိုင်အောင်ဒီအရာများကိုစိုက်တိုင်လို့မှတင်လာတဲ့စောင့်ဖို့ရဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ထိုင်းနိုင်ငံကိုလာရောက်တယ်တချို့ယုံကြည်သူများကထိုင်းနိုင်ငံရောက်မှဘုရားရှင်ကိုသိခွင့်ရတယ်ထိုင်းနိုင်ငံရောက်မှပဲဘုရားရှင်ခရစ်ယာန်အကြောင်းကိုကြားဘူးတယ်ထိုင်းနိုင်ငံရောက်မှကိုယ့်ရဲ့ကယ်တင်ရှင်သခင်ဖြစ်လက်ခံယုံကြည်တဲ့လူတွေအများကြီးရှိပါတယ်ဒါကြောင့်တင်ဒီနိုင်ငံရောက်တဲ့အခါမှာခရစ်တော်ကိုသိခွင့်ရတယ်ဒီနိုင်ငံကိုရောက်တဲ့အခါမှာခရစ်တော်ကိုယ့်ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ပြီးတဲ့သူဖြစ်တယ်ဒါတွေဟာကိုရပြီးတဲ့အရာဖြစ်တယ်တိမာယုံကြည်ခြင်းသခင်ယေရှုဘုရားသခင်ကိုယုံကြည်တဲ့ဒီယုံကြည်ခြင်းတွေရခဲ့ပြီးဖြစ်တယ်နောက်ပြီးတော့မှတိမဘုရားသခင်ကပြီးတဲ့စစ်ကျေးဇူးတွေတော်များစွာရှိတယ်ဒါတွေကိုအသုံးပြုပြီးတော့မှဘုရားသခင်အတွက်အတူတူကပြိမှန်တော်မှာလာရောက်ပြီးအပတ်တိုင်းလာရောက်ပြုကိုယ်ဝယ်တဲ့စက္ကအနန္တနဲ့ဒါတွေဟာလည်းတင်ရရှိပြီးတဲ့အရာများဖြစ်ပါတယ်ဒါတွေအကုန်လုံးဘုရားသခင်ကပေးထားတဲ့တိပညာရဲ့ဘုရားသခင်ရဲ့တာတော်ခရီးရှိကိုရခဲ့ပြီးတဲ့အရာများအားလုံးကိုဘယ်တော့မှ backsliding ဘယ်တော့မှနောက်ပြန်မဆုတ်နဲ့ဒါတွေကိုဆွဲကန်တခင်ယေရှုခရစ်တော်လာပြီးတဲ့အောင်ဒါကိုပါလို့ရတယ်ငြင်းညံစွာဆွဲကန်တော့မှသူဟာတခိုးလိုလာတယ်တင်တော့မသိတဲ့အချိန်မှလာမယ်လို့ပြောတယ်ဒါညာဘုရားသခင်ရဲ့ယာတိကျမ်းမှာလည်းမကဘူးမတဲဖြတ်မှာလည်းအကုန်တည်ရဖြစ်တယ်ယနေ့ဒီကမ္ဘာလောကကြီးရဲ့အခြေအနေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ယာတိတွေဟာဘုံပြည့်စုံနေတာဖြစ်တယ်ဘုရားခင်ကပြောတယ်ငါနှုတ်ကထွက်တဲ့စကားတစ်ခုမှဘယ်တော့မှငါစီကိုအလဟကပြန်မလာရဘူးပြည့်စုံရမယ်ပြည့်ကိုပြည့်စုံရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာတက်ရှင်တော်မူသောဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီယာတိတွေအလုံးစုံပြည့်စုံသွားပြီဖြစ်တယ်ပြည့်စုံလာတဲ့အရာကိုကျွန်တော်ကြည့်ရအောင်ဒီနေ့ဟာခဲရင်းဆုပ်လို့တဲ့ကာလဖြစ်တယ်ဆိုတော့လူတိုင်းသိပြီဖြစ်တယ်တုံလုံးချုပ်ချောင်းဝယ်ကောင်းတဲ့ကာလဖြစ်တယ်ဆိုတာလည်းလူတိုင်းသိတယ်နောက်ပြီးတော့ရာဇဝတ်တွေနဲ့ပြည့်နေတဲ့ကာလဖြစ်တယ်အကျမ်းပြဝါဒနဲ့ပြည့်ဝနေတဲ့ကာလလည်းဖြစ်တယ်ဆိုတာလူတိုင်းသိပြီဖြစ်တယ်ယောဂါရစစ်ပေးစစ်တာတဘာဝဘေးရန်တွေဘာတစ်ခုမှအိမ်တော်ပြိုကွဲတယ်ဘာတစ်ခုမှအောင်းတာဆိုတာမရှိဘူးဒါကြောင့်ကျမ်းစာထဲမှာပြောထားတယ်ခဲရင်ဆုပ်လို့ကာလလို့ပြောထားတယ်ဒါပဲဘာနဲ့မှတူလဲဆိုရင်အရင်ကကဘာဦးကျမ်း18 20 33ဒီထက်မှကျွန်မပြောတော့တဲ့ကျမ်းစာတွေအားလုံးကိုကျွန်မတီးတန့်မှဖတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒါလေးတွေကိုမှတ်ပြီးမှအိမ်ကြလို့ရှိရင်ကျေးဇူးပြုပြီးပြန်ဖတ်ပြီးပါဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကဒါလေးကိုပြန်လို့မှဖတ်နေတဲ့အခါမှာကျွန်တော်တို့ပြီးထားတဲ့အချိန်ကလည်းဒီကိုယ့်ရဲ့အာရုံစူးစိုက်မှုတွေရော့သွားမှဖြစ်တဲ့အတွက်ကြောင့်လို့ကဘာဦးကျမ်း18 20 33မှာဘာတွေ့ရမလဲဆိုအာဗြဟံကဒီတော့တဲ့ကမောရာကိုဖျားခင်ဖြစ်စီတော့မယ်ဆိုရတဲ့အာဗြဟံဒီကောင်းဆောင်ဖျားခင်ဝိချေထားတဲ့ဒီယုံကြည်ခြင်းဖတ်ခင်ကဘာဖြစ်လဲဖျားခင်ကိုပြောတယ်ဒီဖန်ဆင်းထားတယ်နော်မျိုးကြီးဖြစ်စေမယ်ကောင်းကြီးမြင်လာမိမယ်လို့ပြောတယ်ဒီမှာဒီထက်မှာဖြစ်စီတော့မယ်ဆိုတကယ်လို့လူ90ရှိတယ်ဆိုလို့ရှိရင်ဒီလူ90နော်အဲ့ထက်မှာတင်ဖြစ်စီမဲ့ထက်မှာလူ90ရှိလို့ရှိရင်ဖြစ်စီမလားနောက်တစ်ခါအဲ့လိုပဲသူကဘုရားခင်စီကိုစုတောင်းပြီးမှသူတောင်းမှနေတယ်ဒီလိုမျိုး90ရှိရင်မဖြတ်စီဘူးဆိုလို့ရှိရင်ဒီဖြတ်စီခြင်းအဲ့လိုကိုရောနဲ့ဝေးပါစေဒီလိုပဲ45ယောက်ဖြောင်းမှတ်တဲ့သူ45ယောက်ရှိတယ်ဆိုလို့ရှိရင်မတရားတဲ့လူနဲ့ရောမှဖြောင်းမှတ်တဲ့လူကိုဖြတ်စီမှလာတဲ့ဒီအမှုကကိုရောမနှမျောတော့ဘူးလားဆိုတော့မှဘုရားခင်ကကိုစားပြီးမှစုတောင်းပြီးတဖြည်းနဲ့
ဒီထက်မှဖျားတယ်ဒါဆိုရင်90ဆိုမဖြစ်စီဘူးတရားတဲ့သူနော်အဲ့ထက်မှဖြောက်မှတ်တဲ့သူ90ရှိရင်ဖြစ်စီဘူးဖြောက်မှတ်တဲ့သူ45ရှိအောင်ဖြစ်စီဘူးဒါဆိုလို့ရှိရင်သူကတစ်ခါပြန်လို့ကသူကတိုးဖြောက်မှတ်တဲ့သူဒီထက်မှ30ရှိလို့ရှိရင်တွေ့ကောင်းတွေ့တယ်ကိုရောမမျောတော့ဘူးလားဒီလိုနဲ့နောက်ဆုံး10ရောက်ဖျားတယ်အာဗြဟံကဒီတော့သူနဲ့ကမောရဖြစ်စီဖို့ရဖြစ်စီတော့မယ်ဆိုတဲ့သူကဒီလိုမျိုးသူကယုံကြည်ခြင်းဖတ်နေတဲ့ဖန်ဆင်းထားတဲ့လူမျိုးနှမျောတဲ့အတွက်အဲ့ဒီဖြစ်တော့အာဗြဟံကကျွန်တော်တို့ကိုစားအားလုံးဖျားတယ်စီမှာတောင်းမှပြီပြီးတော့မှဒီနေ့ဒီလိုပဲကျွန်တော်တို့လည်းဒီဖျားเจ้าထဲမှာလာရဲဆိုတော့ကျွန်တော်တို့ရဲ့တင်းအုပ်ဆရာတင်းထောက်တွေအတင်းလူကြီးတွေကအမြဲတမ်းပဲအားလုံးပဲဒီလိုပဲတယောက်နဲ့တယောက်ပဲစုဝင်ပြီးတော့မှစုတောင်းပြနေကြတာဖြစ်ပါတယ်။ဘာဖြစ်လို့တော့ပြောရလဲဆိုလို့ရှိရင်ခုခေတ်ကဆုံးဖြတ်သောကာလအတင်းတော်ကာလတုံဆုံးပါနေပြီ။ကျေးဇူးတော်ကာလတုံဆုံးပါနေပြီ။တန်ရှင်တော်ဝိညာဉ်တော်ကာလတုံဆုံးပါနေပြီ။တန်ရှင်တော်ဝိညာဉ်တော်ကပဲအမြဲတမ်းငါဒီတင်းတို့နဲ့တက္ကပါကိုကြီးတဲ့အောင်သူရှိနေလို့ပြောတဲ့အတွက်ကြောင့်မို့တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ညံပြတယ်ပို့ဆောင်တယ်နောက်ပြီးတော့သူဟာပဲကွယ်ကာပေးတယ်သူကစောင့်ရှောက်ပေးတယ်သူကကျွန်တော်တို့ဘယ်လိုဆုံးဖြတ်ရမှမသိတဲ့အချိန်သူကတစ်ခါလေသူကဆုံးဖြတ်ပြီးတယ်မိနေတဲ့အရာတွေမှလည်းဉာဏ်ပညာနဲ့စောင့်မှဖြစ်တော့မိနေတဲ့အားတွေသူကပြန်ပြီးတော့အမှန်ရစေတယ်သူကပဲ remind လုပ်တယ်ဟာကမှားတော့မယ်ဝန်လို့အဲ့ဒီခေတ်ကာလကအာဗြဟံကလူမျိုးကျွန်တော်တို့ကိုယ်စားဒီသူ့ရဲ့လူမျိုးကြီးအတွက်အများကြီးစစ်တောင်းပြီးတော့ဟောဒီစင်တောင်းပြီးဒီလိုပဲဒီနေ့တင်းလူတင်းလာရမသိဘူးဒါပေမဲ့အတင်းမှာဒီအုပ်ဆရာတွေတင်းထောက်တွေအားလုံးယုံကြည်မှုတွေအားလုံးဟာတင်းနေချင်းဒီလိုပဲအချင်းချင်းနဲ့တယောက်နဲ့တယောက်ပြစစ်တောင်းပြီးနေတယ်ဒါကိုတိမောက်ဖြစ်ပါလေဘာဖြစ်လို့လဲဆိုတော့ဒီမှာတချို့ຢာဒိတ်ခန်းမှာပါတဲ့ဟာတချို့ကပြီးသွားပြီပြည့်စုံသွားပြီဖြစ်တယ်တချို့ကပြည့်စုံဆဲဖြစ်တယ်တချို့ကပြည့်စုံဖို့ရအချိန်ဆောင်ရသေးတယ်ຢာဒိတ်ကြောင့်ရတချို့ကမပြည့်စုံဘူးလားဖြစ်ခံနေတယ်ဘာလို့ဆိုတော့ lecture လို့ဒီခင်းချင်းကာလတွေနောက်ဆုံးတော့ပလင်းဖြူသွားတာဒီရက်မဖြစ်သေးတဲ့အချိန်ဒါပေမဲ့ဖြစ်ကိုဖြစ်မှာပဲစက်စာထဲမှာဘယ်အချိန်မှဘယ်လိုဖြစ်လဲဆိုတော့ပြောထားပြီးသားဖြစ်တယ်ပြည့်စုံသွားတဲ့ຢာဒိတ်ကိုကျွန်တော်တို့ကြည့်ရအောင်ဖျားတယ်ကသူရွေးချယ်ထားတဲ့ဣသရေလလူမျိုးယနေ့ပြဿနာနဲ့အားလုံးကအရှိအလေပိုင်းကိုပဲအမြဲတမ်းပြုနေတယ်အဲ့ဒီပေါင်းစုမှာပဲဒါကိုကြည့်နေဆိုလို့ရှိရင်ကျွန်တော်ဇာခရိကိုကြည့်ရအောင်ဇာခရိအခန်း7နဲ့1ချက်မှာပါရေးထားတယ်ဆိုလို့ရှိရင်ထာဝရဘုရား၏ယာတိတ်နှုတ်ကပတ်တော်ဒီလိုတော့မိုးကောင်းကင်ကိုကြက်ရဲ့မြေကြီးတက်မြစ်ကိုချတော်မူတော့လူအထက်၌လူ၏ဝိညာဉ်ကိုဖန်ဆင်းတော်မူတော့ဘုရားဖြစ်ဣသရေလအမျိုးကိုယီမှတ်၍ထာဝရဘုရားဖြစ်ဣသရေလအမျိုးကိုယီမှတ်၍မိန့်တော်မူသည်ကားငါသည်ယေရုရှလင်မြို့ရဲ့ပတ်လည်၌ရှိသောလူမျိုးအပေါင်းတို့အားတုန်လှုပ်စေသောဖလားဖြစ်စေသည်ယေရုရှလင်မြို့ကိုဝိုင်းထားစေသည်ယူဒပြည်ကိုလည်းထုတ်ဖို့ဖြစ်စေတယ်။ဖျားသခင်ရဲ့သူပြောထားတဲ့သူ့ရဲ့ဓာတ်တွေကဘုံပြည့်စုံဖြစ်သမျှတက်နာတဲ့အာလုံးကဘာပေါ်မှာဖြစ်သမျှအာလုံးကဒီအရှိအလေပိုင်းကိုပဲအမြဲတမ်းအဲ့ဒီနေရာမှာပဲတက်နာတနေ့တော့အခါမှာဖျားသခင်ကပြောထားပြီးသားတန်လင်းတောင်းမှာအဲ့ဒီတန်လင်းပြင်တန်လင်းတောင်းကိုချိတ်ချတဲ့အခါမှာငါလည်းဒီမှာလူတွေအားလုံးကအဲ့ဒီမှာဖျားသခင်ဖြစ်တဲ့အထင်ယေရှုကဒီလောကရဲ့အားလုံးရဲ့အရှင်ဖြစ်တယ်ဆိုတာဒီလိုအားလုံးကအကုန်လုံးအဲ့ဒီမှာလာတော့မှဝိပုမဲ့ဥပ္ပညမှာဖြစ်ပါတယ်။ဒါကိုပြည့်စုံတဲ့အချက်ကိုကြည့်ရဆိုလို့ရှိရင်ဘုရားခင်ရွေးချယ်ထားတဲ့ဣသရေလလူမျိုးတွေကြည့်အောင်မာကုအခန်းကြီး73အခန်းငယ်28နဲ့79မှာရှိတယ်။တင်ဘောတဖန်ပြီအကြောင်းကိုဣသရေလလူမျိုးတွေကိုရည်မှတ်ပြီးမှပြောထားတာဖြစ်ပါတယ်။28နဲ့79မှာတင်မောတဖန်ပြီးကိုအဆွဲပြီးပုံသက်တွေကိုမှတ်ကြတော့တင်မောတဖန်ပြီးအခက်အလက်မှု၍ရက်ပေါက်တဲ့အခါဝိကာလနီးဒီကိုတင်ကြည့်ကြရမယ်ဒါတင်မောတဖန်ပြီးကဣသရေလလူမျိုးကိုရည်ညွှန်းတာဖြစ်ပါတယ်ဣသရေလလူမျိုးရဲ့နှစ်ပေါင်းများစွာဖျားသခင်ရဲ့စကားကိုနားမထောင်ဘူး
piano cũng quên đấy rồi cha piano cũng quên đấy rồi cha mình cũng đâu thì là tôi sẽ nên cũng như cả xã hội mà khăn nào biết thế rồi mà còn ba cái này nhận chân chân này à đã bị mấy lúc aku tin mo thì biết lúc đã khác nhau rồi mà khẽ lại thì ý sống lại chứ mà cũng sẽ tông sẽ sinh sẽ tông hơn ấy lúc tin mo đã phán thì người ta khác nhau rồi lúc đi làm sang lại cái mà là hành gì rồi là tin mà chắc đã trong lúc ít lý là này là ít lý là này là dân nó mà ý thì là cũng sẽ được những cái này sao mà ba năm à hiện chế này số tiền mấy độ thì này thằng cô nhà lấy ra đây số tiền mình là sản đi nhà này đúng không? Đúng là như thế nhà này ra sao? Cô nhiều quá thì cũng tâm phật chẳng qua là cái phải ít lý là này ta khác thì vậy nhà cái sự mang cái này trong yêu chính trị phải đấy ấy hả ba khi sáng nhà lấy sẽ đâu nào là này đâu nào là thay đổi nhà đấy Jeremy là sẽ đâu là này sẽ chẳng thay đổi nhà đấy Jeremy đâu sẽ đâu là này sẽ chẳng chế gì để nhiều nhà cô bài cô đánh gì chẳng gặp là cái phải nó được nhận chỉ là sự gì thì Jeremy đâu sẽ tiền là sẽ đâu mà và biểu lẽ sự gì cô nhiều sự khác biệt chẳng biểu à ít để là nhiều để biểu bé này hàng mấy giao dọc cái mấy cha đâu sự hóa sự khác biệt biểu cái này chạy cô tay bị nhận lại mà cô giờ sự khác biệt chẳng biểu à là trong thông có nhà không là xe mà yếu tố sự khác army này hiểu bé sự khác này thoát ra liên sinh的电啥是都上去多嘞今年找了什么经常嘛干嘛要做便宜然后找啥的嘛干嘞có nhiều sự khác biệt chẳng biểu à mà Jeremy thế mà Jeremy đâu sẽ tìm sự tương mà phát hiện cho ra đấy đã phát hiện ra đấy à ý sống đấy sự việc và khi là sao tụi nó tất nhiên là làm chuyện đấy trong đó ý sống làm chuyện đấy đó là nhà chân là sự tương mà biểu lẽ sự ít thì là nhiều là cái thứ này mà nhiều là tí chẳng nhỉ ai chẳng nhé vậy nên có bao nhiêu chị à ít thì là lúc suy lại đúng là bạn tình yêu mà ta là chẳng sao mà ý sống là sự lớn mình được ấy thì khám mà nó khá khi sai ra cũng sẽ tiếp theo mà và biểu hiện là gì nó to nhiều thì to nhiều nguyên cái trên nó quá tụi họ và bút lô tụi nó aku nó có bạn làm chân xe to mình là đi khi sai ra cũng sẽ để ngã tiếp mà khả chỉ này khi sai ra cũng sẽ để tiếp mà biểu hiện sự gì to nghe những gì để to nghe những gì quan nhau này xây dựng đó giờ truyền lại nếu mình kể được quy định anh lo quy lại để quan nhau trên số trên này được qua nhiều thứ lệ để bên lòng đầu này không nghe được đâu cái này là trong số lượng gia đình này kinh tế sự cái gì này được không kia sống nhau thế nên nó ít là này nó mà một chút cái khai đây rồi thì aku jadi sebelum ni aku mengikuti festival ni, ayat kama nauso chansang sebut yang sang dari universiti, to festival ni. Kami tu jangan cuma biar hari. Tadi doa kama, di tahun ini kami yang seni ni aja sunam ni. Jadi itu lah yang itu sebenarnya kalau yang dia, itu lah yang jangan yang trong khi để không bao giờ tí nào bị điều chỉnh nữa, lúcပြန်là nó mà tràn đi về có lúcပြန်đâu đấy, nào sâu thì sáng ngày gì cả để mà sát chục để đủ như vậy này lúc đó mà, vì nhớ sao để đủ để tràn gì, xong gì, giờ một chục để sát chục để bên đây sát chục để như thì đâu tôi như chỉ đi cái sai chỗ này để mà cái gì là này mà sang phải để chôn phải để chơi tí nào để chôn rồi ít phút gì này là không sao cái này giá thì vậy nó cũng bắt đầu là ít dùng là cái chuyện thôi dù bé nào mà ít dùng cái để trả nhà để ít dùng làm cái gì đó cho nó mà làm cái bé chỉ mà làm cái gì đó đào bao chỉ cái gì tin vào cũng là bao giá thì là đi chỉ có mà cũng học bao nhiêu chứ mà 한시 총남이 카네야에 지나 미래 얘기야 빠무주마 한시 총남이 카냐래 통해만도 미래 치마 khi sự đầu tư vậy có mình là mình ra này rồi mà cái ngọc là bao luôn mà trả lại
ဒီနေ့ဒါကိုပြောချင်တယ်အခုချစ်တော်ညီကိုမောင်မတို့တင်ပါဝင်နေတဲ့အတင်းတော်တင်ကဘယ်လိုအတင်းတော်မှာပါဝင်နေလဲဘယ်လိုအတင်းကိုတင်တာမျိုးဖြစ်တယ်လဲဆိုတာဥပမာအနေနဲ့ဒီတခင်ယေရှုခရစ်တော်ဒီအတင်းတော်ခုနှစ်ပါးကိုမှားကြားလိုက်တဲ့အချက်နဲ့ဒီခုနှစ်ခုကိုကြည့်ပြီးတော့မှကျွန်တော်ကျမတို့ရဲ့အပြည့်အဝတွေဒီတိကဘာနဲ့တူနေတယ်ပြုပြင်ရမယ်ဒီတိကဘာနဲ့ဘာပေါ့ဖြစ်နေတယ်အပြားကြီးကကိုယ်ကိုဒီလိုမျိုးမကြိုက်ဘူးဆိုတာကိုစင်ကြင်ဖို့ရတဲ့ဖြစ်ပါလေ။ယာတိကအခန်းကြီးနဲ့အခန်းငယ်တစ်ကနေဖြစ်တဲ့မှာမပြောလဲဆိုလို့ရှိရင်အိဖက်အတင်းတော်ကိုပြောထားတာဖြစ်ပါတယ်။အိဖက်အတင်းတော်ကအခုဒီနေ့မှာဆိုလို့ရှိရင်တူရကီနိုင်ငံเนาะအဲ့ဒီဘက်တူရကီဘက်မှာဖြစ်ပါတယ်။အာရှမိုင်းနာဘက်မှာအဲ့ဒီမြို့ဘက်မှာအိဖက်ကတော့အချမ်းသာဆုံးမြို့လည်းဖြစ်တယ်။သူကလွတ်လွတ်လပ်လပ်နဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အစိုးရနဲ့သူကနေတာဖြစ်တယ်။နောက်ပြီးတော့သူတို့ရဲ့ယဉ်ကျေးမှုဘာသာကအားလဲဆိုလို့ရှိရင်သူတို့မှာကဒီ Angry Hope of the Gods လို့ခေါ်တယ်လို့ခေါ်လိုက်ဒီ Angry ဒေတာစာနတ်ကင်းနော် Angry နတ်ဖျားမှာပတ်နဲ့ကြည့်လိုက်ရဆိုလို့ရှိရင်ဖျားရုပ်ထုဒါဖျားမှာပေါ့ဖျားမရုပ်ဒီထက်မှာကျွန်တော်တို့ပြောမယ်ဆိုရင်နာမည်အကြီးဆုံးကဂါယာနာလို့ခေါ်တဲ့အာတီမီအိဖက်မှာနာမည်အကြီးဆုံးဖြစ်ပါတယ် Temple of Artemis of Ephesus လို့ခေါ်တဲ့အိဖက်မြို့မှာနာမည်အကြီးဆုံးတင်မကဘူးအာတီမီနတ်ဖျားမဆိုလို့ရှိရင်ကမ္ဘာပေါ်မှာ the one of the seven wonder of the world အဲ့ဒီရှေ့တော့မှာဆိုလို့ရှိရင်အမွေကမ္ဘာအမွေကိုခုခံမှာဒီဖျားเจ้าတစ်ခုဒီနတ်ဖျား Temple of Artemis အာတီမီနတ်ဖျားเจ้าဒီဥစ္စာပါတစ်ခုပေါင်းဖြစ်တယ်ဒီနတ်ဖျားအာတီမီကဘာဖြစ်လဲဆိုလို့ရှိရင်သူကဒီ sex နဲ့ပတ်သက်တဲ့သူတို့ပြောလို့ဆိုလို့ရှိရင်တော့ဒီကံကင်တိုင်းရဲ့ sex နဲ့ပတ်သက်တဲ့နောက်တော့မြေဩဇာအတီးနာမည်ဖြစ်ထုံးစေခြင်းလဲဆိုလို့ရှိရင်သူ့ကိုရှိခိုးရတယ်ပူဇော်ရတယ်မြေဩဇာကောင်းစေခြင်းလဲအဲ့လိုမျိုးဆိုလို့ရှိရင်ဒီဘုရားမှာလို့ကိုးကွယ်တယ်အရာနဲ့နာမည်ကြီးတယ်ဒါကိုကျွန်တော်တို့ဘယ်မှာပြရမလဲဆိုလို့ရှိရင်တမန်တော်ဝတ္ထုအခန်းကြီး19တမန်တော်ဝတ္ထုအခန်းကြီး19ကနေကျွန်တော်တို့စဖိုင်ရင်18 19 20အဲ့ဒီမှာကျွန်တော်တို့ပြရမှာဖြစ်ပါတယ်ပေါလုဟာအိဖက်မြို့ကို3နှစ်တိတိဟာအမှုတော်ခန်းဆောင်တဲ့အခါမှာကျွန်တော်ကျမတို့ဒီဟောပြရမှာဖြစ်ပါတယ်တည်ပြီးဖြစ်တဲ့အကွီလာ principal တွေတိုက်ချစ်ကစီသူတို့ဒီအကုန်လုံးနဲ့တည်ပြီးတာဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီမြို့မှာဆိုလို့ရှိရင်သူတို့ဟာစီးဆိုးတဲ့လုပ်ငန်းတွေရုပ်ထုဒီငွေပဒေရုပ်ထုထောက်ထုလုပ်တဲ့လုပ်ငန်းအင်မတန်မဲ့ထုံးကားတာဖြစ်တယ်အဲ့ဒီမှာအိဖက်မြို့မှာတခါပေါလုနဲ့တက္ကနာထိကလုံးအကြီးအကျယ်ဖြစ်သွားတာတစ်ခုရှိတယ်ဘာဖြစ်လို့လဲဆိုတော့ပေါလုကအဲ့ဒီကိုရောက်တဲ့အခါမှာသူကဒီနတ်ဖျားမတွေဒီအာတီမီနတ်ဖျားတယ်ကိုမဟုတ်ဘူးနတ်ဖျားမတွေနာမည်အမျိုးမျိုးရှိတယ်ဥပမာမိုးကောင်းကင်ဟိုနော်ဒီကလေးပေးနိုင်တဲ့နတ်ဖျားမဒီလိုမျိုးစီဝါတက်ပေးနိုင်တဲ့နတ်ဖျားမဆိုတော့သူမျိုးမျိုးလက်နဲ့ထုတ်လုပ်ထားတဲ့ငွေပဒေဆရာအများကြီးကဒီဘုရားကျောင်းထဲမှာတန်တော်ထဲမှာပဲဆိုသူကဘာလုပ်လဲဆိုတော့ဒါကိုဒီငွေနဲ့ရုပ်ထုတွေအမျိုးစုံကြီးတွေနဲ့ပြည့်ရုပ်ထုလုပ်လို့မှတုံးလုပ်လို့မှစီဝါရှာထားတဲ့ဖြစ်တယ်အဲ့ဒီခါမှာပေါလုကအဲ့ဒီမှာဘာတရားဟောလဲဆိုလို့ရှိရင်လူလက်နဲ့လုပ်တဲ့အရာဘုရားမဟုတ်ဘူးလို့ဟောတဲ့အခါမှာဒီထဲမှာစီဝါလုပ်တိုင်းစားတော့နေတဲ့ဒီဒေမီဂရိဆိုတဲ့ဗတေသမားပြတာကြားတဲ့အခါမှာသူတို့ဗတိန်သမားတွေအကုန်လုံးခေါ်ပြီးမှလူသမားတွေအကုန်လုံးခေါ်ပြီးမှအေးတဲ့ပေါလို့ဆိုတဲ့လူရောက်လာတယ်နော်အဲ့ဒါကငါတို့မသိတဲ့ဘုရားသူကအဲ့အကြောင်းကိုပြောသွားတယ်ဘာဖြစ်လို့ဆိုတော့အခုငါတို့ကဒီလိုလုပ်ပြီးတော့မှလက်နဲ့လုပ်ပြီးတော့မှငါတို့သုံးလုံးပြမှဘုရားမှသူတို့ရဲ့အာတိဘုရားကကြီးမြတ်တယ်ဆိုတော့အများနဲ့သူကဒီလိုစနေတဲ့ဥစ္စာကိုဒီဥစ္စာကိုပေါလို့ကလာတဲ့အခါမှာလူတွေအကုန်လုံးကလည်းပေါလို့တရားဟောချက်ကိုကြားတဲ့အခါမှာပြောင်းလဲသွားတယ်အဲ့ဒီခါမှာသူကစီဝါထိခိုက်တဲ့အခါမှာအဲ့ဒီမှာထိပြုံးနေမှများစွာဖြစ်လာတယ်။သူတို့တွေကနှစ်နာရီတိအဲ့ဒီမှာစီတန်းလုံးမှာတခါလဲစန့်ကျင်လုံးမှာရုံးရင်းဆိုင်အဲ့လိုမျိုးဖြစ်တယ်။အဲ့ဒီ Apex
effect လူတွေကဒါပေမဲ့လို့ဒါလည်းရုပ်ထုရဲ့အများကြီးကိုယ်ရဲ့ရှိနေတယ်အဲ့ဒီခါမှာယုံကြည်တဲ့လူလည်းရှိပါတယ်ယုံကြည်တဲ့လူရှိတယ်ဒါပေမဲ့လို့အဲ့ဒီကယုံကြည်လူတွေကဘာလို့လဲဆိုတော့အမှုတော့ဘောင်းဆောင်မှာတော့ပါဝင်တယ်သူတို့လုံညအလုပ်ကဘာလို့လဲဇွဲလည်းပဲကြီးစွာသူကလုပ်တယ်အတင်းတော့အရေးညားကြောင်းလိုက်ညားကြောင်းကလောအပ်တဲ့အကုန်လုံးဘာတခုမှယုံကြည်မှုရှိအဖက်ဖက်ကနေတော့မှသူကကူညီတယ်လူမှုရေးဆိုလို့ရှိရင်သူမျိုးမကောင်းဘူးလို့ဆိုဘာဆိုလို့ရှိရင်အဲ့ဒီဖက်လေးကိုသူကရရန်ပဲသူကပြစ်လို့တာဖြစ်တယ်ခန္ဒီပါရမီနဲ့ပြည့်စုံတယ်ဟုတ်ကဲ့အဲ့ဒါကြောင့်လို့သူ့တကယ်ယုံကြည်တကယ်ပြောင်းလဲလာတဲ့လူတွေကမကောင်းတဲ့မိစ္ဆာသိချီကမဝင်နိုင်ဘူးအဲ့ဒီခါမှာဖျားရဲ့နာမတော်မြောက်နဲ့ညက်နဲ့ပဲတဲ့စုံစမ်းခြင်းကိုဒီပြောကတယ်ကပြီးခံနိုင်တာဖြစ်တယ်တဲ့ဒါပေမဲ့လို့ဘာတစ်ခုလိုအပ်လဲဆိုလို့ရှိရင်စက်ကကိုးွယ်ခြင်းမှာတိကရည်ရဲ့ချက်ဖြစ်တဲ့ကနုဥမြတ်တာကယော့သွားနေတာဖြစ်တယ်ကနုဥမြတ်တာယော့သွားတာဘာဖြစ်လဲဆိုလို့ရှိရင်ဘုရားခင်ကချစ်ချင်းမြတ်တာဖြစ်တယ်သိတယ်ဘုရားခင်ကလူတွေအားလုံးအပြစ်မရဲကနေလွတ်ဖို့ရတယ်သူရဲ့တာတော်သခင်ယေရှုခရစ်ကိုတော့တာစေတော့သခင်ယေရှုအကြောင်းဒီအေဝံဂေလိသခင်ယေရှုအကြောင်းသခင်ယေရှုကိုသူကဒီဘုရားခင်ကပြလိုက်တဲ့ရှင်းကနုမြတ်တာကိုမယုံကြည်ဘူးလက်ခံမှုနည်းတယ်ဒါတွေဖြစ်တယ်တကယ်ဘုရားကိုချစ်တယ်ဆိုရင်နာခံမယ်ခရစ်တော်တပါးတာရင်ထောင်ရအသက်ကိုပေးနိုင်တယ်ဆိုတာသူကဒါကိုကနုမြတ်တာရော့တဲ့အကြောင်းကိုဖြစ်တယ်ဒါကြောင့်လို့ဘုရားခင်ကဒီရှင်ယောဟန်ကိုပြောထားလဲဆိုရင်ဒီအိဖက်အင်းတော်ပြောလာတယ်နှစ်ခုနှစ်ထက်မှဘုရားတန်နှစ်ခုတယ်အဲ့ဒီလိုခက်ခဲမှုတွေအားလုံးရှိနေမယ်လို့ဘုရားပေါင်းပတ်လည်းမှာဘုရားပေါင်းမြောက်များစွာဒီလူနဲ့လက်နဲ့လှုပ်ထားတဲ့ဘုရားပေါင်းမြောက်များစွာရှိနေငါ့ကိုအစ္စာရှိစွာကိုးကွယ်တယ်ဒီလိုအောင်မြင်တဲ့နေပါဆိုလို့ရှိရင်တဲ့ဥယျာဉ်အလယ်မှာရှိတဲ့အသက်ကြီးအတူစားရတဲ့အမှုပြီးမယ်ဆိုတော့မှပြောတယ်ဒါကြောင့်လို့ဒီနေ့ချစ်တော်ညီကောင်မတားလို့ရတယ်တားလို့ရတဲ့အခါမှာအသက်ကိုရတယ်ယုံကြည်ခြင်းကိုယ်မှာယုံကြည်ခြင်းရှိတယ်သခင်ယေရှုခရစ်ကိုယုံကြည်ပြီးဆိုလို့ရှိရင်ယုံကြည်ခြင်းနဲ့အောင်မြင်ပြီးအသက်ပြည့်လို့စားမယ်ခရစ်တော်နဲ့အတူဒီနေ့တော့အခါမှာထာဝရအသက်နဲ့အတူကဆံရမ်းမှာဖြစ်ပါတယ်ဒါကြောင့်အေဖက်မြို့မှာဒီယူဒတွေကများစွာယုံကြည်သူနဲ့ပါတဲ့လူတွေရှိတယ်လို့သစ္စာရှိတယ်ရှိတယ်အဲ့ဒီကလူတွေအုံးလုံးကအခြားဘုရားကြီးမကောင်းတဲ့ဝိစာဒိဋ္ဌိဒီလိုမျိုးတွေဒီလိုလုပ်ပြီးတော့မှအသက်မွေးဝမ်းကြောင်းရှိတဲ့နေရာမှာပတ်လည်းမှာရှိနေတော့လေဟိုကဘုရားခင်ကိုတည်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ကိုယ်သူရထားတဲ့ဟာဆွဲကန်တော့အောင်မြင်တဲ့အချိန်ကြီးဒီဟာစူးစမ်းတဲ့အိတ်ခက်မှုသားရဲ့ဒီအတူကိုးစရာတစ်ခုဖြစ်ပါတယ်နောက်တစ်ခါစမုရဏအတင်းတော်ကပြောတယ်စမုရဏအတင်းတော်ကဗျာဒိတ်တန်နှစ်80ချမ်းမှာရှိပါတယ်ဒီစမုရဏအတင်းဟာဆိုလို့ရှိရင်သူဟာဘာဖြစ်လဲဆိုလို့ရှိရင်ဒီအတင်းတော်ကယုံကြည်သူခရစ်တော်ကိုယုံကြည်ပြီးဆိုလို့ရှိရင်သူကအရှင်လက်ဘာသာရေးကိုယုံကြည်တယ်ခရိယန်ကိုယုံကြည်တဲ့နေရာဖြစ်တဲ့အရှင်လက်မိရှုအဲ့ဒီမှာပေါ်လီကပ်ဆိုတာလည်းအရှင်လက်မိရှုခံရတာနောက်တချို့ဆိုလို့ရှိရင်ဆယ်ရက်တည်းနဲ့ထောင်ကြရဲညင်းစေရမှာတက်ဖြတ်တာတဲ့ဒါတွေကိုဖြစ်တဲ့တခင်ယေရှုခရစ်တော်သိရောတယ်ဒီလိုမျိုးတွေဒါပေမဲ့လို့သူတို့တွေကဒီထက်မှရှိနေတဲ့လူတွေကယုံကြည်သူတွေကဘာဖြစ်လဲဆိုလို့ရှိရင်မကြောက်ဘူးဒီဥစ္စာတွေတချို့ဒီတိုင်းကအသေးခံသွားတယ်ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်တာတတ်နိုင်တယ်မှာဝိညာဉ်ကိုမတတ်နိုင်တဲ့ဒီစာလုံးကိုမကြောက်ဘူးတည်တဲ့တိုင်အောင်တည်ခံပြီးတော့မှတည်ပြီးတိုင်အောင်သစ္စာခံပြီးမှတည်ခံသွားတဲ့လူရှိတယ်ဖျားခင်ကဒီလူတွေကိုဘာပြောလဲဆိုလို့ရှိရင်ဒီနိုင်ငံမှာဆိုလို့ရှိရင်စမုရအင်းတော်မှာဆိုလို့ရှိရင်ဒီအမွှေးနန္ဒာခန့်မွေးနိုင်တဲ့အကြိုင်လို့ဒီလိုအမွှေးနန္ဒာတွေရမ်းပေါ်များတယ်သူတို့ကလည်းသူတို့ယဉ်ကျေးမှုအရာထုံးကားရဲ့ချမ်းသာတာဖြစ်တဲ့ဒါပေမဲ့ခရိယန်တွေကိုတကယ်ယုံကြည်တဲ့ခရစ်တော်ကိုယုံကြည်တဲ့လူတွေဆိုရမ်းမုန်းပြီးတာဖြစ်ပါတယ်ဒါမဲ့လို့ဒီယေရှုခရစ်တော်ကတည်ပြီးတရားသစ္စာဆောင်ပါတဲ့အကက်ကလေးကိုငါပေးနေရခင်ကခွန်အားပေးထားတာဖြစ်တယ်ဒါကြောင့်လို့ယုံကြည်တဲ့လူကိုမှများအခါရဲကျမတို့ကနှစ်ခါမွေးတယ်ခရိယန်တွေကနှစ်ခါမွေးတယ်နော်ပထမ
အမိဝမ်းတဲ့အခါမွေးတယ်တန်ရှင်းသောဝိညာဉ်တော်နဲ့အခါမွေးတယ်အခါပဲတည်တယ်ပြီးတဲ့အခါမှာထာဝရကောင်းကင်နိုင်ငံတော်ကိုအတူဝင်စားမှာဖြစ်ပါတယ်မယုံကြည်တဲ့လူတွေကတော့ဘာဖြစ်လဲသူကတစ်ခါမွေးတယ်သူအမိဝမ်းတဲ့ကနေတစ်ခါပဲမွေးတယ်တည်တဲ့အခါမှာနှစ်ခါတည်တယ်ထာဝရမရဲတဲ့အခါမှာခံရမှာဖြစ်ပါတယ်ဒါကြောင့်မို့ယုံကြည်သူချစ်တော်ညီကိုပေါ်မှာများဒီထဲမှာဒါရီယာကျွန်တော်တို့ခွန်အားရစရာဒီလိုအတင်တာများရှိတယ်လို့ကိုယ့်ကိုအမြဲတမ်းဒီပတ်ပတ်လေဒီအချင်းကြီးကိုစုံစမ်းလုပ်ချက်ချင်းကလှည့်ထားသွားနိုင်တဲ့အရာတွေနောက်များစွာကြားမှာဘယ်လိုအသက်ရှင်နေစေရအတင်းတော်သုရဏအတင်းတော်ဖြစ်ပါတယ်နောက်တစ်ခုကပေရကအတင်းတော်ပေရကအတင်းတော်ကလည်းသူကပတ်ပတ်လေမှာသူတို့လည်းအင်မတန်ချမ်းသာတယ်နော်အဲ့ဒီမှာဘာဖြစ်လဲဆိုလို့ရှိရင်ဒီ 200,000 နဲ့ 200,000 volume of the library ဒီစာပေကျမ်းဂန်နဲ့ပတ်သက်တဲ့ဥစ္စာတွေဒီ library ဒီ volume တွေဘာနဲ့ရေးထားတယ်လဲဆိုလို့ရှိရင်သူကဒီအင်မတန်မှတန်ဖိုးရှိတဲ့တိုးတင်တွေနဲ့ရေးထားတယ် library ထဲမှာသူတို့အဲ့လိုမျိုးချမ်းသာတယ်နောက်ပြီးတော့ဒီကျမ်းဂန်နဲ့ပတ်သက်တဲ့ medical knowledge ပေါ့နော်ကျမ်းဂန်နဲ့ပတ်သက်တဲ့ဥဒ္ဒတွေအများကြီးရှိတယ်ဒါပေမဲ့လို့ဒီနေရာမှာလည်းကျွန်တော်တို့ကြည့်ရအောင်နော်စာတန်ရဲ့စာတန် a throne of Satan လို့ပြောတယ်စာတန်ရဲ့ပတ်တယ်ပတ်လည်းမှာအကုန်လုံးကဒီတခြားပြားကိုကိုယ်ဝယ်တဲ့လူတွေဖြစ်တယ်ဒါကိုတစ်ခုကြည့်မယ်ဆိုလို့ရှိရင်ဘာလံအဲ့ဒီမှာဘာလံကိုပြောထားတယ်ဘာလံလိုင်းစင်လမ်းစင်လိုက်တဲ့လူရှိတယ်ကိုနီကလမ်းစင်လိုက်လူရှိတယ်ဘာလံလိုင်းစင်လမ်းစင်ဆိုတာကဒီနေ့ဘာလံကကျွန်တော်တို့စံစာထဲမှာတည်တာဖြစ်ပါတယ်ဝိုင်းရဲ့အတွက်ပတ်စံရမယ်ဆိုလို့ရှိရင်ကဣတိရေလာတွေကိုချိန်လိုက်ဆိုလဲချိန်လိုက်တာပဲဟိုဘက်လည်းမဟုတ်ဒီဘက်လည်းဘယ်ဘက်ကအခုနမ်းကိုရမယ်ရတဲ့အခုနမ်းဘက်ကိုသူလိုက်တယ်ဒါကြောင့်ဘာလံလမ်းစင်လို့ပြောတယ်ဝိုင်းရဲ့အတွက်ဒါမှမဟုတ်ရင်ငွေရဖို့ဆိုလို့ရှိရင်သူကအကုန်လုံးသူလုပ်တယ်ဘာတစ်ခုမှဆက်ဆက်နဲ့ဘာတစ်ခုမှတစ္ဆာရှိယုံကြည်နေတယ်ဆိုတာဘာတစ်ခုမှမရှိဘူးအခွင့်အရေးသမားပဲဖြစ်တယ်ဘယ်ကအခွင့်အရေးရမလဲနော်ဘယ်နေရာအခွင့်အရေးကိုရမလဲဥမာဖျားเจ้าလာတယ်ဘာအခွင့်အရေးများရမလဲဘာတွေများရှိမလဲဒီလိုမျိုးကိုဘာလနဲ့နှိုင်းထားတာဖြစ်ပါတယ်ပို့သွားဒီသွားငွေရတော့အမှန်ရလမ်းဘယ်အချိန်မှာအခုကျွန်တော်တို့ဒီမှာရည်စရာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဟာဒီဘက်တော့ဘာမှမကြည့်ဘူးဆိုလို့ရှိရင်လာတဲ့ပုံစံမျိုးကိုဘာမှလည်းသိအနည်းဆုံးပြင်းလောက်လေးစားရတယ်ဆိုတော့ပြန်လို့ရှိရင်တိတ်ဒုက္ခမရောက်ဘူးဒီလိုမျိုးဘုရားကြောင်းလာတယ်ဆိုတာကဘုရားအတွက်ကိုကစက်ကပ်မလဲဘာပေးယူမလဲကိုယ့်ရဲ့ခန္ဓာစိတ်ဉာဏ်နဲ့ဒါကိုပဲကျွန်တော်တို့စက်ကပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကနီကောလာရဲ့လမ်းစဉ်နဲ့နီကောလာကဘာလဲဆိုလို့ရှိရင်သူ့ရဲ့အယူဆကလွတ်လွတ်လပ်လပ် freedom ဘာမှဆိုလုပ်နိုင်တယ်ကျေးဇူးတော်အောက်မှာယောက်ျားမင်းကဘယ်လိုဆိုဆက်ဆံနိုင်လဲကျေးဇူးတော်အောက်မှာကိုကြိုက်ရကိုလုပ်နိုင်ဆရာတော်အများအားခေါ်နေတယ်ဟာကဲဒီနေ့ရပြီးတော့ဒီနေ့ရနေပါလို့ချင်တာလို့ဒီလိုမျိုးနဲ့အသက်ရှင်ပြီးတော့မှတင်းတော်မှာပေါဝင်နေသလားဒီဟာကဥပမာတွေပဲဖြစ်ပါတယ်နီကောလာလိုအတင်းတော်မှာအများကြီးရှိတယ်နောက်တစ်ခါဘာလံလို့နော်ဟိုဘက်ဒီဘက်နဲ့ကိုယ့်ရဲ့ဝမ်းရည်အတွက်ကိုယ့်ရဲ့အခွင့်အရေးအတွက်အများကြီးရှိတယ်ဒါမှကျွန်မအတူမှဒီလိုပြောတာလည်းမဟုတ်ဘူးဆရာဆန်တို့ပြောလို့တိုက်ဆိုင်ရင်လုပ်ပေးပါဒါပဲနောက်ပြီးတော့ဒီဟာကဘာလဲဆို active ဖလို့မျိုးလည်းရှိတယ် active ဖကသူကလည်းမာတိယတယောက်ဖြစ်တယ်အဲ့ဒီပေရဂန် church မှာပေရဂန်အတင်းတော်မှာ active ဖဆိုတာသူကဘာဖြစ်လို့လဲဆိုတော့ဘယင်ကိုဘုရားအရာမှာသူ့ကိုကိုယ်ွယ်ခိုင်းတယ်အခါမှာသူကညှင်းပယ်ဧကရစ်နည်းကိုဘယင်နေရာမှာကိုယ်ွယ်ခိုင်းတယ်မရှိခိုးဘူးအသေးခံလိုက်တယ်အရှင်လက်လက်လေးရှိတတ်လိုက်တယ်အတိပါလို့တေရက်တရားသစ္စာစောင့်ကြည့်သွားတာဖြစ်ပါလေဒါကြောင့်မလို့လောကနဲ့အပေး compromising with the world make you no different from the world it does not give God glory ဘာမှမထူးဘုရားခရိယန်စီနေလို့လေသူများနည်းလောကသားတွေလို့ပဲဘုရားအသက်ရှင်နေဆိုဘာမှမထူးကြဘူးအဲ့လိုလူတွေကဘုရားခင်ရဲ့ဒီဘုရားခင်ရဲ့ဘုံထင်ရှားဘူးဒါကိုကျွန်တော်အတူခိုးဖို့ဖြစ်ပါတယ်အကြောင်း
ဒီလိုအခက်ခဲကနေကြော်ဖြတ်နိုင်နေဆိုလို့ရှိရင်ဘုရားခင်ကဗျာဒိတ်တန်နဲ့ဆက်နေတဲ့ထဲမှာမာနနေတဲ့ကြောက်ဖြူလက်ဖွဲ့ကိုကောင်းငါပြီးတဲ့နောင်တရပါတဲ့နော်မာနမှုဆိုခရစ်တော်ကိုယ်တိုင်အတ္တမှုဖြစ်တယ်ခရစ်တော်ကိုယ်တိုင်ရမှာဖြစ်တယ်အတ္တလည်းရမှာလို့ဆိုလို့ချင်းဖြစ်ပါတယ်ကြောက်ဖြူလက်ဖွဲ့ဆိုတာကတော့ဒီထက်မှာအောင်ပွဲခံတဲ့အဖတ်တစိတ်ဒါမှမဟုတ်တရေတွေလွတ်တဲ့အမိတ်ပြီးတဲ့ကပ်ပြားဒါမှမဟုတ်အဲ့ခံပွဲကိုဝင်ဖို့ရတဲ့ကပ်ပြားဆိုတော့ကျမတို့မကြခင်မှာတိုးတငယ်မင်္ဂလာဆောင်ပွဲဝင်ရမယ်ဘယ်လိုဝတ်စုံနဲ့ဝင်မလဲဘယ်လိုအဲ့ခံပွဲဝင်ပြတ်လက်မှတ်တော့ရပြီလားဒါကိုကြားခင်ကပြောထားတယ်ဒါကြောင့်မလို့ပတ်ဝန်းကျင်မှာဘယ်လိုပဲအခွင့်အရေးသမားတွေနော်ဘယ်လိုပဲသူရဲ့ဝမ်းကြီးနဲ့ပဲလုပ်ခဲ့လို့ရှိရင်ဘယ်လိုလူမျိုးပဲဖြစ်ရှိတယ်ဒါတွေတော့ကိုကအများနဲ့တုံးခံနေရမယ်တီးခံတဲ့အတိုင်းကိုခံနိုင်ရမှာဖြစ်တယ်ဘုရားခင်ကပြောတယ်ဒီအတင်းတော်ကိုငါဒီအလင်းအမြန်လာပြီ26ထဲမှာဗျာဒိတ်ကျမ်း26ထဲမှာငါဒီအလင်းအမြန်လာပြီတဲ့ဘုရားခင်ကဒီဟာကိုအောင်ပွဲခံတဲ့လူကိုဘာပြီးလဲဒီပฏิပေးထားတာဖြစ်တယ်နောက်တစ်ခုနံပါတ်4မှာသွားတိရအတင်းတော်ဗျာဒိတ်ကျမ်း29ထဲမှာဒီအတင်းတော်ကလူတွေကအဖက်ဖက်ကနေထူချတယ်ကောင်းတဲ့အလုပ်ကောင်းတာမှလည်းအကုန်လုံးလုပ်တယ်အတင်းတော်အရေးပါကောင်းတယ်ဆိုရင်အကုန်လုံးလုပ်တယ်အတင်းတော်ရဲ့လိုအပ်တဲ့နေရာမှာလည်းအကုန်လုံးပါဝင်တယ်မေတ္တာလည်းရှိတယ်အချင်းချင်းချစ်တယ်ဘုရားကိုလည်းယုံကြည်တယ်အချင်းချင်းနဲ့တိခံတော့ပေါင်းတယ်ကိုကျင့်တရားမှာလည်းအမြဲတမ်းယုံကြည်ခြင်းမရှိတယ်နဲ့ကိုကျင့်တရားမှာလည်းအမြဲတမ်းကြိုးစားတော့မှကောင်းအောင်ကျင့်နေနိုင်တဲ့လူဖြစ်တယ်ဒါပေမဲ့လို့အဲ့ဒီတွားကြည့်တာအတင်းတော်ကိုဘုရားခင်ကဘာဂလိလေးဘာဗျာဒိတ်လေးတယ်ဆိုလို့ရှိရင်တလောက်သူတို့ကိုကျင့်တရားကောင်းအောင်နေတယ်ဆိုလို့လည်းအယူဝါဒတဲ့အတင်းတော်မှာအယူဝါဒဝဲမှန်းနေတယ်အဲ့ဒီအယူဝါဒကိုကြည့်အောင်ယေဇဗေလကိုသူကဒီဗျာဒိတ်ကျမ်းထဲမှာယေဇဗေလကိုသူကရည်ညွှန်းပြီးပြောထားတာဖြစ်တယ်အဲ့ဒီယေဇဗေလဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး16 29ကနေအခန်းကြီး16 19 18အဲ့မှာကျွန်တော်တို့ပြန်ဖတ်ရအောင်ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး16 19 18 19မှာဘယင်ဣသရေလပြည်တကယ်တော့ဘုကက်ခင်းလို့ပြောတယ်တကယ်အရာမကောင်းဆုံးကောက်ကျစ်ဆုံးအဲ့ဒီဘယင်အာဟတ်ရဲ့မိမယေဇဗေလသူဟာဘာဝါဒကိုပြီးတယ်ဆိုလို့ရှိရင်ဒီနောက်တစ်ခုတခြားဘုရားကိုကိုးကွယ်တဲ့ဝါဒလည်းကိုပြီးထားတယ်နောက်တစ်ခု sexual immorality ဆိုတာဒီကတည့်တဲ့အတိုင်းကိုမဘယ်လိုဒီမတရားမိကိုဒါကလည်းပြဿနာမရှိဘူးဒီဟာတွေလည်းဘာမှအပြစ်မရှိဘူးဆိုတော့မှဒီလိုဝါဒကိုပြီးထားတာဖြစ်တယ်အဲ့ဒီအခါမှာဒီဓမ္မရာဇဝင်တတိယဆောင်မှာကျွန်တော်ယေဇဗေလအကြောင်းအကုန်လုံးသိပြီးဖြစ်တယ် prophet အေလိယနဲ့ဒီကရမေလတောင်ပေါ်မှာ prophet အေလိယကသူ့ရဲ့ဒီဘာလ prophet 450ကိုတပ်ပြလိုက်တဲ့အမှာအရင်အေလိယကိုတပ်လိုက်ပြီးတော့မှနောက်တနေ့နေမဝင်ခင်ဘလို့လုပ်လို့ဆိုကျင်းသွားတဲ့အခါမှာအေလိယဖြစ်ပြီးအဲ့ဒီဇာတ်မှာဒီမှာတတိယဓမ္မရာဇဝင်တတိယဆောင်မှာပုံပါပြီးဖြစ်တယ်အဲ့ဒီယေဇဗေလကဘာလုပ်လဲဒီဟာသူကတဲ့နတ်တော်ပွဲကျင်းပတယ်လူတွေကိုစုကပ်ခိုင်းတယ်အဲ့လိုမျိုးနော်ဒီပြားခင်ကသူ့ကိုနောင်တရဖို့ဒီအပြုတ်နေရမကောင်းဘူးဆိုတော့မှဘလောက်ပဲတတိပေးပြီးနောင်တရခြင်းကိုမြင်ပေရဖြစ်တယ်လူတွေအားလုံးလည်းသူ့လူတွေအကုန်လုံးပဲဒီလိုမျိုးလုပ်တဲ့အတွက်ကြောင့်ပြားခင်ကသူ့ကိုဘာလုပ်လဲအေးတဲ့နောင်တရဖို့တင်ဟာမြင်ပေတဲ့အတွက်ကြောင့်ဒုက္ခဣရာလည်းမမြင်လို့ချခံတယ်ဒီလိုမျိုးတည်ထားတာရှိပါတယ်။ဒါကြောင့်မလို့ဘယ်အတင်းတော်ပဲဖြစ်ဒီလိုမျိုးကျွန်တော်တို့ယုံကြည်သူလက်ဆုပ်စာကတော့နည်းပါလေ။ဒါမျိုးလို့ဒီလူတွေဟာတတိလောအခါမှာအသက်တရပူရမှာဖြစ်ပါတယ်။ဒီလိုဩဝါဒလေးဘယ်တော့ပဲတိုက်ဒီလိုဟာတွေဒါဟာကျမ်းစာနဲ့မကိုက်ဘူးဆိုတာကိုသိရဆိုလို့ရှိရင်ဒါအကုန်လုံးဆောင်လို့ရပါတယ်။အဲ့ဒီလူတွေကိုကဘာလုပ်လဲငါလာသည့်တိုင်အောင်ဒီလိုယုံကြည်ခြင်းကကောင်းတဲ့ဟာတွေရှိတယ်ဒီအယူဝါဒကလည်းပဲနောင်တရချင်းကိုငါပြောပြီးနောင်တရကမှအောင်တဲ့လူကဘာဖြစ်လဲအနှစ်ထောင်
အုပ်စိုးခြင်းသူနဲ့ဆံများမှာဖြစ်တယ်အသက်တရလည်းပေးနေဆိုရမှပြောထားတာဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကိုမောင်တို့ကဒီနေ့တကယ်နောင်တရတယ်ဆိုလို့ရှိရင် red ချရမှာကျွန်တော်တို့ပါမှာဖြစ်ပါတယ်နောက်တစ်ခုနံပါတ်5စာဒီအတင်းတော်စာဒီဆိုဗမာလူကတာဒီအတင်းတော်ဖြစ်တယ်ဗျာဒိတ်ကျမ်းခန်းကြီး3တိကနေ6ခန်းမှာအဲ့ဒီအတင်းတော်ကအသက်ရှင်နေတဲ့အပူဆုံးနဲ့ဖြစ်တဲ့အသက်ရှင်နေတယ်ဒါပေမဲ့လို့သေနေတဲ့အတင်းတော်ဝိညာဉ်ရေးရသေနေတဲ့အတင်းတော်ဖြစ်တယ်ဝိညာဉ်ရေးရသေနေတယ်ဆိုလို့ရှိရင်တကယ်ကလုံးဦးမှာအတင်းတော်ရဲ့အတင်းတော်တိုင်းချမှတ်ထားတဲ့သူရဲ့ basic truth ဆိုတာရှိတယ်အဲ့ဒီဥစ္စာတွေကိုသူကလိုက်တော့ထားပဲလို့ဒီတမယုံချာထမှာပဲသူကနေနေတယ်ဟောဒီနေ့တနင်္ဂနွေလို့ခရိယာန်ပဲလေတနင်္ဂနွေဆိုတော့ဘုရားကျောင်းသွားမယ်နော်ကျန်းစာလေးကလေးတစ်ပိုင်းလောက်ခက်လိုက်တယ်ဒါမှမဟုတ်လည်းဒါလေးစီဖုန်းအားလေးခက်လိုက်အောင်ဘုရားကျောင်းသွားလိုက်တယ်ကောင်းကြီးလေးပါလေရအောင်ဘုရားကဆုတောင်းမှအခက်ခဲတွေတအားများနေတယ်ဒီလိုမျိုးပဲတမယုံချာထမှာပဲပုံနေတယ်ဘုရားကျောင်းသွားရင်ကိုယ့်ရဲ့စိတ်နှလုံးကမပြောင်းလဲဘူးဇေဘုတ်ထည့်တယ်အလူငွေထည့်တယ်ပုံမှန်ထည့်တယ်မပြောင်းလဲဘူးလူကခရစ်တော်ကိုသိတယ်ဒါပေမဲ့လို့အကျင့်မပြောင်းလဲဘူးဝိညာဉ်ရေးညာသိနေတယ်အော်ဒီတပတ်တော့မြို့သမီးစီလို့ရှိတယ်သွားလိုက်နေတယ်ဒီရောက်တော့မြေစီလိုဝဲပြည့်ရောက်နေပြီးရောရောက်နေစီပြီးရောတကယ်သူများတွေကမရောက်နေသိတယ်မလားဘာညာဆိုတော့အဲ့လိုမျိုးငါမပါလို့ရှိရင်ဒီနေ့ငါဘုရားကျောင်းမလာလို့ရှိရင်ဘုရားခင်ကညာရှာနေမလားဒီလိုမျိုးစိတ်နဲ့ကျွန်တော်တို့လာလားသေနေတဲ့အတင်းတော်တဲ့ခရစ်တော်အိပ်ပျော်နေတဲ့အတင်းတော်တဲ့ဒီတာတိအတင်းတော်ပြောတယ်ဒီအတင်းတော်ကိုပြောပါတဲ့ဒီအတင်းတော်ကိုမိပြတဲ့ပြီးပါတဲ့ငါလာတဲ့အခါမှာငါပဲချိန်လာမှာငါလာတဲ့အခါမှာဘယ်လိုလုပ်လဲလက်ရှိအခြေအနေကိုပဲခြေနှက်နေတဲ့အတင်းတော်ဖြစ်တယ်being content with present situation ဒီလောက်ဆိုတော့တနေ့ကုန်ညချောတော့လာတော့ဒီလောက်ဆိုပြီးမှလည်းညဆိုတနေ့ကုန်ကျွန်မတားဆိုရင်တော့ငယ်တော့အရန်ကြီးရတယ်ရှစ်တန်းလောက်လာဘုရားကျောင်းတို့လူငယ်ပြီးမနေ့ဆန်းစကူပြီးလူငယ်တော့ပြအပြည့်ပြည့်ဘုရားရှိခိုးတော့လောက်ဆိုတော့ဆိုတော့သူတို့အချင်းချင်းပြောရတယ်စစ်တောင်းတယ်လူငယ်ကက်ပြီးပါတော့ဒီညဘယ်သူမှတနေ့ကုန်စစ်တောင်းတယ်ဘာလို့ရှိလဲဒီနေ့ဘယ်သူမှမစစ်တောင်းလဲစစ်တောင်းတယ်လည်းဒီနေ့တော့မစစ်ဘာလို့လဲဆိုတော့အချိန်ချင်းခါကအများကြီးစစ်တောင်းနေတဲ့ခါကျတော့တခါတည်းအဲ့လိုတမယုတ်ချက်ဘယ်နှခါစစ်တောင်းရတဲ့ညကိုအတွက်ပဲစစ်ဒါကြောင့်မလို့ဒီလက်ရှိအခြေအနေထက်မှာပဲရောက်နေနေတဲ့လူကဘာဖြစ်နေလဲဆိုတရားကတော့လေ being content with present situation lead us ဘာလို့ဥဆောင်လဲဆိုရင် to spiritual death ဘာဖြစ်မလဲဝိညာဉ်တည်ခြင်းပဲဥဆောင်မယ်it being God's judgment ဘုရားခင်ရဲ့စီရင်ခြင်းကိုခံရမှာဖြစ်တယ်။အဲဆိုတင်းနေဆိုတဲ့စစ်စင်လည်းမရှိတော့ဘူး။အတီးလည်းမပြီးတော့ဘူး။အပင်လည်းမရှိတော့ဘူး။အတီးမတီးတဲ့အခါမှာအပင်ကဘာလုပ်လဲ။နိုးထောင်လည်းဖြစ်တာကြောင့်ခရစ်တော်ကဒီအတင်းတော်ဒီလိုအတင်းတော်ကိုဘုရားခင်ကဘာဖြစ်လဲ။သူကကျွန်တော်တို့ကဘုရားခင်ရဲ့အလိုတော်မှာထဲမှာပဲအလိုတော်ကိုရှားမယ်။ဒါဝိကဲ့သို့မာရိကဲ့သို့နော်ဘုရားခင်ကစိတ်ပေါ်နဲ့ပြည့်ရအောင်ပြောရမယ်ဒီလိုမျိုးအတင်းတော်ထဲမှာကိုကဒီလိုမျိုးလုပ်ပြီးပါဝင်နေတယ်ဆိုလို့ရှိရင်ဘုရားခင်ရဲ့စိတ်တော်နဲ့တွေ့တယ်လို့မဟုတ်ဘူးဒါကြောင့်မို့စိတ်တော်နဲ့တွေ့တယ်လို့ဖြစ်ရတာဒါကြောင့်မို့ဘုရားခင်ကဘယ်နေဖြစ်ဖို့လိုလဲအတီးမတီးဘူးအပွင့်ပွင့်ဘူးဝိညာဉ်ရေးရတတ်တာမစည်းစင်းဘူးဆိုလို့မရှိရတဲ့အတင်းတော်ကိုwe wake up တဲ့ထ repent တဲ့နောင်တရပါခါတော့ငါအနေနဲ့လာမယ်တဲ့တခိုးကဲတော့မလာမယ်ငါပဲအချိန်လာတဲ့တော့တိလိုက်မှာမဟုတ်ရခင်ဒါကြောင့်မအိပ်ပဲစောင့်နေတာတဲ့နောင်တရပါဒီအတင်းတော်ဒီလိုမျိုးဒီနေ့ရတဲ့ဒီခါဖြစ်တယ်နောက်တစ်ခုဖိလာဒေလီအတင်းတော်ဒါပေမဲ့ခဏတုံးနဲ့ထဲမှာစတုံးထဲမှာရှင်းမစကားပြောပါတယ်အဲ့ဒီထဲမှာတန်ရှင်းမှုတွေပါတယ်ပုဂ္ဂိုလ်ကအမြဲတမ်းခရစ်တော်ရဲ့အလိုပါပါတယ်ဘုရားရဲ့အလိုပါပါတယ်အလိုတော်ဘုရားရဲ့အကျင့်ဆောင်တဲ့တန်ရှင်းမှုတွေရှိတယ်ကောင်းတဲ့အကျင့်ကိုမနာတမ်းကျင့်တဲ့လူတွေရှိတယ်တစ္ဆာရှိတဲ့လူတွေရှိတယ်
ကောင်းတဲ့အချက်တဲ့ခါတလေမှမဟုတ်အမြဲတမ်းဒီလိုမျိုးတမတ်ရဲ့အချင်းကတချို့ကြတော့ဒီနေ့တိတ်ပြီးစိတ်သက်ကြွရဲဖျားလို့ကလက်ပြန်ကြတော့မလာချင်တော့ဒီနေ့အဲ့လိုမျိုးဝိညာဉ်ရေးရအတက်ကြဖြစ်နေတာကျွန်တော်တို့မှအများကြီးဖြစ်ပါတယ်ဒီနေ့ငါတိတ်မလမ်းလို့ပါဖျားကြောင့်တိတ်တက်ချင်လို့ပါဒါပေမဲ့ဒီအတင်းတော်ကနေတာဒီလိုမဟုတ်ဘူးနော်ဒီအတင်းသစ္စာရှိတဲ့လူရှိတယ်တဲ့ဘာလို့တော့ကောင်းတဲ့အကျင့်ဖြစ်တဲ့လူရှိတယ်ဒါကြောင့်မို့ဒီအတင်းတော်ကိုဘုရားကဒီကောင်းကင်နိုင်ငံတော့ဗိမာန်တော်ရဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကဟေရှာယ20ထက်မှာပါတယ်ဒါဝိမင်းကြီးကိုဗိမာန်တော်ရဲ့ကျွန်တော်တို့ဒီတမဖောက်ကာလမှာဗိမာန်တော်ဂျေရုဆလင်ဗိမာန်တော်ဒါဝိကိုပေးထားတယ်ဒီလိုပဲခရစ်တော်ကဒီတော့ဒါဝိနဲ့နှိုင်းယှဉ်လာတဲ့ခရစ်တော်သူ့ကိုလည်းဒီတော့ကိုကိုင်းတာဖြစ်တယ်မင်းတို့ဒီတော့ကိုပေးထားတဲ့အခါမှာဘယ်သူမှမပိတ်နိုင်အောင်နဲ့ခွင့်ရလည်းဘယ်သူမှမဖွင့်နိုင်အောင်ဘယ်သူမှမပိတ်နိုင်အောင်ခွင့်ရတယ်ဘယ်သူမှမဖွင့်နိုင်အောင်ပိတ်နိုင်တော့ဆိုတော့မှဒီအင်းတော်ကိုနှုတ်ခွန်းဆက်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုအဲ့ဒီအင်းတော်ကတဲ့အုပ်ချုပ်မှုတွေကောင်းတယ်စီမံခန့်ခွဲမှုတွေကောင်းတယ်နည်းစနစ်တွေကောင်းတယ်ဝိညာဉ်ရေးရမှာလည်းနိုင်ရင်းနဲ့ခင်းခင်းသိသိရှိတဲ့အတွက်ကြောင့်ဘုရားကဒီအင်းတော်ကိုချီးမွမ်းထားတာဖြစ်တယ်ဒါကြောင့်မို့ဘာလို့ဖြစ်တဲ့ဒီလိုမျိုးကိုရထားတဲ့ဟာတွေအမြဲတမ်းကဆက်ရတော့မှတိခံတော့တာဖြစ်နေတာငါလာပြီးတဲ့အောင်ဒီအရာများကိုဆွဲကင်နေမှာစောင့်နေပါတဲ့အောင်နေတဲ့ဒီလိုဆိုလို့ရှိရင်ငါဤနာမကိုကောင်းရင်ပုံယေရှုခရစ်ရဲ့ရုပ်တရက်နာမကိုကောင်းတဲ့ငါဟာတဲ့ငါဤနာမကိုပြီးနေတဲ့ဒီတရပူကိုလည်းဘယ်သူမှမယူစေချင်တာတဲ့သူ့ကိုရခဲ့တဲ့အရာဆွဲကင်ထားတာတဲ့ဒါကြောင့်မို့ဒီနေ့ကျမတို့ကဖျားခင်ကျမတို့ဘာပြီးထားလဲအမြဲတမ်းခရစ်တော်ကိုရရှိဖြစ်တဲ့ကြောင့်ဒီဟာကိုအမြဲတမ်းရန်ရဲပြီးသွားကြတယ်ယုံကြည်ခြင်းကိုအမြဲတမ်းဖြည့်ဆည်းနေရမှာဖြစ်တယ်နောက်ဆုံးတစ်ခုကလောကီအတင်းတော်ယာတိကျမ်း30စနစ်မှာဒီအတင်းတော်ကိုတော့ဘာပြောထားလဲဆိုတော့လူ့ဘဝအတင်းတော်မပူလည်းမပူအေးလည်းအေးနှွေးယုံညတာရှိအဲ့ဒီမျိုးလောကီမျိုးပါဆိုလို့ရှိရင်ကျွန်တော်ကြည့်အောင်ဒီအာရှမိုင်းနာဘက်မှာအချမ်းသာလို့မျိုးလည်းဖြစ်တယ်နောက်ပြီးတော့သူ့မှာတကယ် Center of Banking and Finance ဒီဘဏ်နဲ့ money fashion တွေနောက်တော့ဒါတွေအထည်အလိပ်နဲ့အားဖြင့်အောင်မြင်တာရှိတယ်စီဝါအခုဒီနေ့ fashion ကျွန်တော်ကြည့်ရတယ်အများအားဖြင့်ဒီမှာ fashion တွေမှာကြည့်တယ်ဒီ lot ကြည့်လို့ရအထည်လေးနဲ့အရာသူကအောင်မြင်တဲ့နေဟိုပါပေါ့ဒီမြို့ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနာမည်ကြီးတယ်နောက်ပြီးတော့ဒီ medical school မှာ medical student famous medical student ဘာက medical ဘာကအင်္ဂါကြော်ကြတယ်ဆိုရင် for eye ointment ဆိုတော့ဒီစီဝါနဲ့ပတ်သက်တာလည်းနာမည်ကြီးတယ်အထူးသဖြင့်မျက်စိမှာတော်တော်လေးကိုသူကအဲ့ဒီဘက်ကထုတ်လုပ်တဲ့မျက်စိကအင်တာနဲ့နာမည်ကြီးတာဖြစ်တယ်ဒါပေမဲ့လို့အဲ့ဒီအတင်းတော်ကချို့တယ်လောကရဲ့အန္တရာယ်စီးပူးတဲ့လူများတယ်ဒါကြောင့်မို့ဘုရားခင်ကဝယ်ပါသူစီကဝိလုံသူစင်တန်ရှင်းတဲ့ဝိလုံသူစင်ကိုသူစီကဝယ်ပါတဲ့နောက်ပြီးတော့မျက်စိဝယ်ပါတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လောကရဲ့အရာလက်ပါတဲ့အရာတွေပဲကြည့်ရှုနေတဲ့စစ်မှန်တဲ့ဝိညာဉ်ရေးရာမြင်ရှိဖို့ရအတွက်မျက်စိဝယ်ပါဆိုတော့မှပြောထားတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအတင်းတော်ကပူလည်းမပူအေးလည်းမအေးဘူး။ဒါကြောင့်ချစ်တော်ဓမ္မမေဆွေကြီးပုံပေါ်မှာများဒီနေ့အတင်းတော်ခုနှစ်ခုဓာတ်ချမ်းသာမှာပြောထားတဲ့အတင်းတော်ခုနှစ်ခုအမှကျမတို့ရဲ့အသက်တာကိုပြန်လဲဆန်းစစ်ရအောင်ဒီထက်မှာအင်မတန်မှဘုရားခင်ရဲ့သစ္စာရှိပြီးတော့မှတေခံတဲ့လူတွေရှိတယ်။တော်ဤဆိုပြီးအမြဲတမ်းပဲကိုဒီဘာလာလူစားရရှိတယ်။နီကိုလာလို့ဟုတ်ပါဆို freedom ဆိုတော့မှရှိတဲ့လူတွေရှိတယ်။တကယ်ယုံကြည်တဲ့လူရှိတယ်။သင်ဟာဘယ်လိုထက်မှပါဝင်နေလဲ။ဘယ်လိုအသိတော်ထက်မှသင်ပါဝင်နေလဲ။ဘယ်လိုအသိတော်ထက်မှပါဝင်နေလဲဆိုတာဘုရားခင်ကဒီဟာတွေကိုသင်ပါရထားတယ်။ရတဲ့အရာကိုဘုရားခင်ပေးထားတဲ့ဝိညာဉ်စုကျေးဇူးနဲ့တင်းရဲ့အတင်းတော်မှာပါဝင်စက္ကန့်မယ်ဆိုလို့ရှိရင်ကိုရထားတာကိုဆွဲနိုင်တာဘုရားခင်ယေရှုဘယ်အချိန်မှလာ
ကောင်းကင်ရွှေပြည်ကိုကျွန်တော်ဝင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီအတင်းတော်ခုနှစ်ပါးကိုကျွန်တော်ဒီဥမာထားပြီးတော့မှကိုယ့်ရဲ့အသက်တာကိုစမ်းစစ်ကြပါစို့လို့